တပင်လုံးနီးပါးဆေးဘက်ဝင်တဲ့အောင်မင်းညိုပင်ဖြစ်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုကသပင်နဲ့ပတ်သက်ပြီးတော့ရောက်က sharing ပေးနေတာဆိုတော့ဗောနော်သပင်လေးမကောင်းဘူးသပင်လေးကျွတ်တယ်သပင်လေးရွံမတိုင်ခင်သပင်ဖြူနေတယ်ဆိုလို့ရှိရင်ဒီအောင်မင်းညိုပင်တပင်ရှိတယ်ဆိုလို့ရှိရင်သူကအပွင့်နေအများကြီးပွင့်ပါတယ်ပေါ်လဲပေါ်ပါတယ်အခုလိုမိုးရင်းမှာဆိုလို့ရှိရင်လည်းအပွင့်လေးလည်းရပါတယ်ဆိုတော့ကျမရဲ့မိတ်ဆွေများဒီအောင်မင်းညိုပွင့်လေးတွေကိုအချောက်ခံပါပြီးလို့ရှိရင်အမှုတ်ဖြစ်အောင်လုပ်လိုက်ပေါ့နော်ပြီးလို့ရှိရင်အုံးစီနဲ့စိမ်ပြီးတော့လည်းသုံးလို့ရတယ်နောက်တစ်ခုကကြတော့ဒီအောင်မင်းညိုပွင့်တွေကိုအခုလိုမိုးထဲမှာချောက်ခံဖို့တမဖြစ်နိုင်ဘူးဆိုလို့ရှိရင်တော့ပြုတ်လိုက်ပေါ့နော်၃ခွက်တစ်ခွက်တင်ပြုတ်တစ်ခွက်ကြံနေတဲ့အရေကိုကျွန်တော်တို့ခေါင်းလျှော်ကန်ဒီချိန်မှာလိမ့်လို့ရတယ်လိမ့်ပြီး15မိနစ်20လောက်ထားပေးပေါ့နော်သပင်ကိုလိမ့်ပေးပါဥယျာဉ်ပြထီလည်းရတယ်ကောင်းပါတယ်တချို့ဆိုရင်ဒီလိုအညွန့်တွေကိုဒီအောင်မင်းညိုရဲ့အညွန့်တွေကိုပေါ့နော်ရင်နွေးဖြောပြီးတော့လေတူစားတယ်အောင်မင်းညိုခွင်းကိုအချောက်ခံပြီးတော့လေရင်နွေးချဲမှာလက်ဖက်ချောက်ပုံစံမျိုးနဲ့ခတ်ပြီးတောက်တယ်